ဒီကဲဖီရန်လေးကိုလာပြီးတော့ပေါ့နော်ဖီလီကနေမေးကြတယ်မရေထားလေးကဘယ်နဲ့ပူးယူလို့ရောင်းလို့ရတယ်ပြန်ရောင်းချင်တယ်ညီမလည်းရောင်းချင်တယ်မလို့မျိုးရောင်းကောင်းချင်တယ်ဆိုပြီးတော့လာမေးနေတဲ့တဲလေးတွေအရန်များတာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကနေပြီးတော့ဖြည့်ပေးမယ်ပေါ့နော်ဒီကဲဖီရန်လေးကိုပြန်ရောင်းချင်တယ်ဆိုရင်9ခုကနေစပြီးတော့ရောင်းလို့ရတယ်ပေါ့နော်ကိုနာယာ9ခုကနေစပြီးတော့ရောင်းလို့ရပါတယ်ဒါမဲ့ပေါ့နော် brand တွေပေါ့နော်ဝင်ကင်ဘူးတယ်ဒါမဲ့ဒီလိုမျိုးဒီကဲဖီရန်လောက်ပေါ့နော်ပြောရရင်ပေါ့နော်အခွင့်အရေးပေးတဲ့ brand မျိုးမကြုံဘူးသေးဘူးကွာအရန်ကိုမိုက်တဲ့အဖီကိုပြောပြမယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်ဒီဖီရန်လေးကိုပေါ့နော်သူကကြတော့တစ်ခါယူရင်ရှာတက်ပန်ဖီပေးထားတယ်ပေါ့နော်အဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်ကွာကိုကအခုဂလော့ဖေပေါ့နော်ကိုကဖေဘူးယူလိုက်ပြီခါဖေဘူးယူလိုက်ခါကြမှာကိုကတစ်ခါယူရင်ရှာတက်ပန်ဖီနဲ့ရသွားပြီကိုကဖေဘူးကုန်သွားတဲ့ခါမှာတဘူးယူနှစ်ဘူးယူဖေဘူးဖေနဲ့ပြန်ပေးရပေါ့နော်အဲ့လိုမျိုးအခွင့်အရေးရှိပါတယ်ငွေလေး brand တွေပုံကိုင်မှုတယ်ဒါမဲ့ဒီလိုမျိုးပေါ့နော်ဒီ oh my fin big fin လိုမျိုးပေါ့နော်တစ်ခါယူရင်ရှာတက်ပန်ဖီခါမှမကြုံဘူးဒီ brand ကတကယ်တမ်းစူးစမ်းရင်ဒီကိုအတွက်ခံစားဝင်နေနိုင်ပဲကွာတိလားလက်လီရောင်းရမလားလက်ကားရောင်းရမလားအကုန်ရောင်းရတယ်ငွေဖွင့်ရောင်းတာကွာတိတ်မကြသေးဘူးပေါ့နော်အများကြီးပဲတနေ့တင်ဆိုဘူးတွေပေါ့နော်ဒီလက်လီတွေလည်းရောင်းရတယ်လက်ကားတွေဆိုလည်းလာပြီးတော့ပေါ့နော်ခိုင်းကြတယ်ကိုဖလေတွေအများကြီးမခေါ်ဘူးဆိုတော့လာပြီးတော့ပေါ့နော်မင်းညမ်းကြတယ်လာပြီးတော့ကိုဖလေဝင်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုကဒီဖီရန်လေးကိုရောင်းချင်တယ်ဆိုရင်ငွေကပေါ့နော်တမျိုးနေမှာကိုဖလေတစ်ယောက်ပေါ့နော်ခေါ်ပါမယ်အဲ့ဟာကဘယ်နေရာလေးလဲဆိုရင်ပေါ့နော်ငွေအများဆုံးပေါ့နော်ဒါဝယ်တဲ့နေရာရှိတယ်အဲ့ဟာကကြတော့ဗမာရှိတယ်ဆိုရင်ဒီပေါ့နော်မန္တလေးကတော့ချသွားပြီဟိုတနေ့ကမန္တလေးက1ရက်နေမှာလေးလာပြီးတော့ကိုဖလေဝင်သွားပြီပေါ့နော်ရန်ကုန်မှာကိုဖလေအခုတော်တော်များများတော့ရှိနေပြီဒါပေမဲ့ဘကိုးပေါ့နော်ဘကိုးမှာကိုဖလေပေါ့နော်ငွေကဒီ big fee လေးကိုပြန်ရောင်းချင်တဲ့တဲလေးတွေလက်ခံပေးမယ်ပေါ့နော်ဘကိုးမှာတယောက်လက်ခံပေးမယ်နောက်ပြီးနေပြီးတော့မှာလည်းအမှားတွေအရန်များကြတယ်နေပြီးတော့မှာတယောက်လက်ခံပေးမယ်မကွေးတိုင်းပေါ့နော်အဲ့3ခုကနေပြီးတော့လာ join တဲ့တဲလေးတွေကိုဦးစားပေးပြီးတော့ငွေကလက်ခံပေးမယ်ဘာလို့လဲဆိုတော့အဲ့မျိုးနယ်ကြီးတွေပေါ့နော်အဲ့ပြည်နယ်တွေကဆိုရင်လာမှာကြတာအများကြီးပေါ့နော်နောက်တစ်ခုရှိသေးတယ်ကွာအဲ့ဒါကကြပို့လို့မရတဲ့နေရာပို့ရခက်တဲ့နေရာဘယ်နေရာလဲဆိုရင်တာချီလေးတို့မြကြီးနာတို့မူဆယ်တို့အဲ့ရနေလည်းအရန်လာမှာကြဒီဖီရန်ပေါ့နော်အဲ့တော့ကြောင့်တကယ်လို့ပေါ့နော်အဲ့လိုမျိုးဝေးတဲ့နေရာကနေပြီးတော့လဲငွေရှိမှာပြန်ပြီးတော့လက်ကားပြန်လို့ခြင်းနေဆိုရင်လဲငွေကလက်ကားပြန်ပေးမယ်ပေါ့နော်ဒီမျိုးနယ်တွေမှာဆိုရင်လဲလက်ကားပေါ့နော်ပြန်ရောက်ခြင်းနေဆိုရင်လဲအနည်းဆုံး9ခုကနေစပြီးတော့ရောင်းလို့ရတယ်ဘူး9ဖယ်ပေါ့နော်တစ်ခါလေးယူသွားတဲ့လူကကြတော့ဘောနက်9000နှုတ်ပေးမယ်ပေါ့နော်ကိုဖလေကြီးမျိုးနယ်ကိုဖလေကြီးထိခွင့်ရမယ်အဲ့တော့ကြောင့်ငွေကိုတနေ့လက်မလဲအောင်ရောင်းရတယ်ဒီဖီရန်လေးရောင်းခြင်းနေဆိုရင်ငွေဖီဖီကနေလာပြီးတော့အသေးစိတ်ဆက်သွယ်မင်းများလို့ရပါတယ်